အားမင်္ဂလာပါအခုကျွန်တော်ပြပေးမှာကတော့အကောင့်နဲ့ဗီဇာချိန်ပြီးဖြစ်ပါတယ်အကောင့်နဲ့ဗီဇာဘယ်လိုချိန်မလဲဆိုတာကိုပေါ့နော် desktop မှာရှိရဲ့ website ကနေပါချိန်ပြပါမယ်ဖုန်းတော့လည်းနောက်ဗီဒီယိုတစ်ခုထပ်တင်ပေးပါမယ်နော် Okay အခု browser ထဲဝင်လိုက်မယ်ဖုန်းကကြတော့ ADS manager နဲ့ချိန်လို့ရတဲ့အတိုင်းပဲမချိန်ဘူးเนาะကျွန်တော် browser နဲ့ချိန်မယ် ADS manager နဲ့ချိန်အကောင့်ကတာမန်အကောင့်ဆိုလောက်ကြတဲ့အဲ့အများရဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော် browser ချိန်မယ်ဒါကတော့ desktop ရှိရလို့ PC ရှိရလို့ချိန်ပြတာဖြစ်ပါတယ်ဖုန်းတမတော့လည်းနောက်ထပ်ဗီဒီယိုတစ်ခုထပ်တင်ပေးမယ်တော့ချိန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ page ကိုရင်ဝင်မယ်ပြီးရင် create ads နှိပ်မယ် create ads နှိပ်ပြီးတော့ business site တွေကိုသွားမယ် business site တွေကိုသွားပြီးလို့ရှိရင်တော့billing payment ဆိုပြီးရိုက်ရှာမယ်ပေါ့နော်ရှာရမယ်ပေါ့နော်အခုက line နဲ့ကြာတယ်အမှ billing payment ဆိုပြီးရှေ့ပါ billing and payment အဲ့ဒါလေးကိုနှိပ်မယ် billing and payment ကိုနှိပ်မယ်ပြီးရင် gas starter ကိုနှိပ်မယ်အမှတည်ထားမှာကကြတော့ time zone ရင်းနည်းနည်းတည်ထားပြီးရပါမယ်။ဘာဖြစ်လို့လဲဆိုတော့အမှမြန်မာနိုင်ငံတော့ပါတယ်။ရန်ကုန်ဆိုပြီးတော့ပါတယ်။ time zone ကကြတော့နောက်တစ်ချိန်ကိုပြောင်းကျင်တဲ့အခါကျရင်ပြောင်းလို့မရတော့ပါဘူး။ဒီတစ်ခါအတင်ဖို့လို့ပေါ့။နောက်တစ်ခါပြန် ADS အကောင့်ကလော့ကြောက်ပါတယ်။လုံးဝလော့ကြောက်ပါဘူး။အဲဒါကြောင့်ကျွန်တော်တို့ရန်ကုန်ရှာမယ်။ရန်ကုန်ရှာရတာတော့နည်းနည်းတော့ခက်တယ်။ရန်ကုန်ရှာမယ်ပေါ့နော်နည်းနည်းလေးရှာမယ်ကျွန်တော်ရန်ကုန်မတွေ့ဘူးဆိုရင်ရှာလို့မသိဘူးဆိုစင်ကာပူတို့ထိုင်းတို့ရွေးလို့ရမယ်ဒါမြန်မာနိုင်ငံနဲ့တိတ်ပြီးတော့အချိန်သိမကွာတဲ့အတွက်ကြောင့်မလို့ဒါ Pacific တိုင်းတွေတော့ရွေးလို့ရတယ်တိုင်းဆောင်ကကြတော့ကိုရေးလိုက်တဲ့အချိန်ပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဟိုဘက်မှာညဖြစ်နေတာနေ့ဖြစ်လာတယ်ညဘက်တွေမှာသူကတိတ်ပြီးတော့ဒေါ်လာမဖြတ်ပါဘူးအဲ့အတွက်ကြောင့်မလို့တိုင်းဆောင်ကနေနဲ့အရေးကြီးပါတယ်ကိုဘက်မှာနေ့ဖြစ်ပြီးတော့ဟိုဘက်မှာညဖြစ်နေလို့ရှိရင်လည်းဒေါ်လာတိတ်မဖြတ်တာတော့ဘာမှမဖြတ်တာလေအားကြောင့်မြန်မာနိုင်ငံနဲ့အနည်းဆုံးတိုင်းစုံရွေးမယ်စင်ကာပူတို့ထိုင်းတို့ရွေးမယ်ရန်ကုန်မသေးခင်ပေါ့ရန်ကုန်ကရှားရတာနည်းနည်းတော့ခက်မယ်ဗျရန်ကုန်ကတော့ရှိရဘေးနားမှာအေရှာစီပြီးရန်ကုန်ဆိုပြီးတွေ့တယ်မယ်ဒါမှမဟုတ်လည်းစင်ကာပူရွေးလိုက်ရတယ်တော့အခုတော့ရှာမတွေ့တော့စင်ကာပူပဲရွေးလိုက်မယ်စင်ကာပူရပြီး next ကိုနေမယ်အဲ့မှာနောက်တစ်ခုကကြတော့ name of cat ဆိုတာပေါ်လာလိမ့်မယ် name of cat ဆိုတာကကြတော့ next ကိုထားတယ်ပြီး name on cat ဆိုတာကနာမည်ကိုပြောမှာပေါ့ visa card ရဲ့အမျိုးအစားပြော A1 ဆို A1 KB visa ဆို KB visa ပေါ့နော်အဲ့လိုမျိုးလေးရေးပြရမယ် KB visa UAB ဆို UAB ဆိုတော့ရေးပြရမယ်ပြီး cat number 16လုံးထည့်မယ်ပြီး month year ဆိုတာကိုယ့်ရဲ့ကက်ကဘယ်နေ့မှတက်တန်းကုန်မလဲဆိုတာကိုထည့်ရမှာပါပြီး CVV ဆိုတာကကြတော့ကပ်မှာပါနောက်ဆုံး3လုံးပါနောက်ဆုံး3လုံးတော့ကပ်မှာပါ password လို့ပြောရ3လုံးထည့်ပြရမှာပါအဲ့နေပြီ save ကိုနှိပ်လိုက်လို့ရှိရင်နော် visa ကနဲ့ချိန်လို့ရပါမယ်အကောင့်နဲ့ရိုးဖုန်းနဲ့ချိန်မယ်ဆိုလို့ရှိရင်လည်းတတိထားရရှိပါတယ်အဲ့ဒါကိုဗီဒီယိုတစ်ခုတည်တံ့လုပ်ပြီးမှာပါနေမျိုးဆိုရင်ချိန်ပါပါနော်ရိုးဖုန်းနဲ့ချိန်တာကြကြောင် browser ကနေချိန်ပြီးပြပြမယ်
ADS manager ချိန်လို့ရှိရင် account လောက်ကြတယ်လို့ပါ